ကရင်ပြည်နယ်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံ DKBA KNA နဲ့ BGF တပ်တွေကကြမ်းဖက်ငွေလိမ်လုပ်ငန်းတွေကိုအရှိန်ဟုန်နဲ့ပြန်လည်ပတ်နေမှုကိုစစ်တပ်ကလစ်လျူရှုထားပြီးစစ်အင်အားတိုးချဲ့မှုတွေကိုသာအဓိကထားလုပ်နေတယ်လို့ကရင်စစ်ရေးတရိပ်ရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိမှာတော့စစ်တပ်လက်အောက်ခံ DKBA တပ်ကကရင်ပြည်နယ်ဖလူးမြို့တစ်မှာကြားဖြန့်အဆောက်အုံတွေကိုတိစောက်ထားရမှာစစ်တပ်ကရွှေကုတ်ကိုမင်းလက်ပံနဲ့ KK ပတ်တို့ကိုဟန်ပြဖြိုခွင်းပြီးတဲ့နောက်မှာပဲအဲ့ဒီဖလူးမြို့တစ်အတွင်းကြားဖြန့်အဆောက်အုံတစ်20ထက်မနည်းဟာ Starlink Internet Band တွေအမြောက်များနဲ့ပေါ်ထွက်လာတယ်ဆိုပါတယ်။ဒါတွေကိုအကြမ်းဖက်စစ်တပ်ကိုယ်တိုင်တိတိကြီးနဲ့ပဲတမင်တကာလစ်လူရှုထားပြီးလောက်ခွင့်ပေးထားတဲ့သဘောဖြစ်တယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်။အဲဒီလိုစစ်တပ်လက်အောက်ခံ DKBA တပ်တင်မကပဲတစ်ဖက်ကစစ်တပ်ဘက်တော်သား BGF နဲ့ KNA တပ်တွေကလည်းအဲဒီကင်းပြည်နယ်ရွှေကုတ်ကိုမြို့တွေမှာကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုအရှိန်ဟုန်နဲ့ပြန်လည်ပတ်နေပြီးအဲ့ဒီကြားဖြန့်လုပ်ငန်းအသစ်တွေပြန်လည်ပတ်ရရွှေကုတ်ကိုအတွင်းမှာဆိုရင်စစ်တပ်ကိုယ်တိုင်မှာဝင်ထွက်သွားလာနေကြတာဖြစ်တယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုကင်းပြည်နယ်ကကြားဖြန့်ငွေလိမ်လုပ်ငန်းအသစ်တွေပြန်လည်ပတ်နေမှုကိုမတိကျအောင်ဆောင်လစ်လူရှုပြီးသူတို့စစ်တပ်လက်အောက်ခံ DKBA KNA နဲ့ BGF တပ်တွေကိုလုတ်ခွင့်ပေးထားတဲ့အကြမ်းဖက်စစ်တပ်ဟာတစ်ဖက်မှာတော့မြောက်ရီကော့ဂရိတ်နဲ့အာရှလမ်းမတွေဘက်မှာစစ်အင်အားတိုးချဲ့တာတွေလုပ်နေပြီးဒါကိုလည်းအဲ့ဒီကြားဖြန့်ငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့စစ်တပ်လက်အောက်ခံ DKBA KNA နဲ့ BGF တပ်တွေကပါပူးပေါင်းပါဝင်လှုပ်ဆောင်နေကြတာဖြစ်တယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်။အဓိကကတော့အကြမ်းဖက်စစ်တပ်ကကရင်ပြည်နယ်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လှန်ရေးတပ်တွေထိန်းချုပ်ထားရနယ်မြေတွေကိုပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်အဲ့ဒီစစ်တပ်လက်အောက်ခံ DKBA KNA နဲ့ BGF တပ်တွေကိုကြားဖြန့်ငွေလိမ်လုပ်ငန်းတွေလုပ်ခွင့်ပေးပြီးသူတို့စစ်တပ်နဲ့အတူတစ်ဖက်ကစစ်ရေးတိုးချဲ့မှုတွေမှာပါအတုံးချနေတဲ့သဘောဖြစ်တယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်တပ်ဟာနိုင်ငံတကာကမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုအမေရိကန် FBI အဖွဲ့နဲ့ပါပူးပေါင်းပြီးနှိမ်နင်းမှုတွေလုပ်မဲ့အကြောင်းထုတ်ပြန်ခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကာလတုန်းကတော့မြန်မာစစ်တပ်အနေနဲ့အဲ့ဒီကင်းပြည်နယ်နယ်စပ်မှာရှိတဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုသူတို့ကပါနှိမ်နင်းနေပါတယ်ဆိုပြီးဟန်ပြဝင်ရောက်စီးနင်းတာတွေအဆောက်အုံတွေကိုဖျက်ဆီးပြတာတွေဟန်ဆောင်ပန်းဆောင်လုပ်ပြခဲ့ပြီမဲ့တစ်ဖက်မှာတော့အဲ့ဒီကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုမြန်မာစစ်တပ်ကိုယ်တိုင်ပဲသူတို့စစ်တပ်လက်အောက်ခံ DKBA BGF တပ်တွေနဲ့တခြားနေရာတွေကိုပြောင်းရွှေ့ပေးခဲ့တာဖြစ်ပါတယ်။အခုတော့အဲ့ဒီကင်းပြည်နယ်ထဲမှာပဲနေရာအသစ်တွေပြောင်းရွှေ့သွားတဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေဟာစစ်တပ်လက်အောက်ခံ DKBA KNA နဲ့ BGF တပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာတဲ့အရှိန်ဟုန်နဲ့ကိုပြန်လဲပတ်နေပြီဖြစ်တယ်လို့ဒါကိုစစ်တပ်ကိုယ်တိုင်ကလစ်လူရှုထားပြီးလောက်ခွင့်ပေးထားတာဖြစ်တယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ။အကြမ်းဖက်မဲအောင်လိုင်ကတိုင်းပြည်ရဲ့လဲပတ်နေပြီးသားအခြေအနေကိုစုပ်ယုပ်သွားအောင်လုပ်ယုံနေမှာကတိုင်းပြည်ရဲ့စီးပွားရေးဘက်မှာလဲဇောက်ထိုးကြတဲ့ကြအောင်လုပ်နေပြန်ပါပြီအဲ့ဒါကတော့အကြမ်းဖက်မဲအောင်လိုင်ကတိုင်းပြည်မှာနိုင်ငံခြားဝင်ငွေဒေါ်လာနဲပါလာလို့ဆိုပြီးပြည်ပကနေကုန်ပစ္စည်းတင်သွင်းမှုအားလုံးနှိပါကိုပိတ်ပင်လိုက်တယ်လို့အမိန့်ထုတ်လိုက်ပြန်ပါတယ်ဗျာအဲ့ဒီထုတ်ပြန်ချက်ထဲမှာဘာရေးထားတယ်လဲဆိုတော့ကုန်သွယ်မှုလုံငွေမဖြစ်ပေါ်အောင်ပြည်တွင်းမှာထုတ်လုပ်တဲ့ကုန်ပစ္စည်းနဲ့အမျိုးတူတွေကိုပြည်ပကနေမတင်သွင်းကြဖို့အမှန်တကယ်ပြည်တွင်းမှာမထုတ်လုပ်နိုင်တဲ့ကုန်ပစ္စည်းတွေကိုသာစီစစ်ပြီးတော့မှတင်သွင်းကြဖို့မင်းအွန်လိုင်းကညွှန်ကြားခဲ့တာပါကဲအဲ့ဒါကကြည့်တော့ဒါနဲ့ပတ်သက်ပြီးစီးပွားရေးနဲ့ကုန်သွယ်ရေးကျွမ်းကျင်သူတဦးကလည်းကျွန်တော်တို့ရန်ကုန်ခေတ်ကိုပြောပြထားတာရှိပါတယ်ဒါကတော့အကြမ်းဖက်စစ်ကောင်စီမှာဒေါ်လာဝင်ငွေနည်းနေတယ်ဒါပြင်ပြည်ပသွင်းကုန်တော်တော်များများဟာလဲပိတ်တလောက်နီးပါးဖြစ်နေတော့အရင်ဆိုရှယ်လစ်ခေတ်စီကိုနောက်ပြန်ဆွဲသွားနေပြီအဲ့တော့လာမဲ့6လနဲ့တစ်နှစ်အတွင်းမှာပြည်ပသွင်းကုန်ပြက်လက်မှုတွေဟာတောက်လျှောက်ဆိုသလိုဖြစ်လာတော့မယ်လို့သုံးသပ်ပြောဆိုထားပါတယ်ဗျာဆိုတော့အခုတော့မှစစ်ကောင်စီက73စီတင်သွင်းမှုတွေကိုအကြီးအကျယ်ရှော့ချတင်သွင်းနေတာကြောင့်ဒီဇယ်စီပြက်လက်မှုတွေမကြာခဏဆိုသလိုဖြစ်ပွားနေတယ်လို့ပြည်သူတွေရဲ့ပြောဆိုချက်တွေကိုလည်းကျွန်တော်တို့ကြားသိထားရပါတယ်ဗျာဒါနဲ့မကသေးပါဘူးမဲအောင်လိုင်းအာဏာလုပြီးနောက်ပိုင်းမြန်မာနိုင်ငံကနေနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေဟာလည်းအကုန်လုံးနှီးပါထွက်ခွာနေကြပါပြီနောက်တစ်ခုအကြမ်းဖက်စစ်ကောင်စီရဲ့စီးပွားရေးတွေစစ်ကောင်စီနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေကိုပါအမေရိကန်ပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကလည်းပြင်းထန်တဲ့စီးပွားရေးဒဏ်ခတ်မှုတွေကိုချမှတ်ထားတဲ့အခြေအနေလည်းဖြစ်ပါတယ်ဆိုတော့ပြောချင်တာကမဲအောင်လိုင်းနဲ့အပေါင်းပါစစ်အုပ်စုတစုလုံးဟာတိုင်းပြည်ရဲ့အာဏာကိုငန်းငန်းတက်လိုချင်ပြီးလူယူလိုက်ပေမဲ့
တကယ်ကြတော့သူတို့စစ်အုပ်စုတစုလုံးဟာတိုင်းဒီကိုလည်းဘာတစ်ခုမှတိုးတက်အောင်လုပ်ဖို့စိတ်ကူးမရှိတဲ့အပြင်သူတို့ရဲ့မိသားစုဆွေမျိုးတစ်သက်ကောင်းစားရေးအတွက်ပြည်သူလူထုနဲ့နိုင်ငံကိုပါချနင်းနေတော့တာပေါ့ဗျာ